အားလုံးပဲမင်္ဂလာပါခင်ဗျာဇာတိချက်ကြွေမွေးရမြေနဲ့ဝေးရမှာရုံးကန်လှုပ်ရှားနေကြရတဲ့မြန်မာလူမျိုးတွေရဲ့မျောလင့်ချက်အိမ်မက်တွေနဲ့သူတို့ဘယ်လိုစူးစမ်းနေထိုင်ကြလဲဆိုတာနားဆင်ကြရမှာပဲဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်11မှာကျွန်တော်အဲ့ချင်းမိုင်ကိုမသွားခင်ဘန်ကောက်မှာဒီယာဘာမာအကယ်ဒမီကရှိမှပြောခဲ့သလိုမြန်မာနိုင်ငံကဖွင့်လာတာမြန်မာနိုင်ငံဖွင့်လာဆိုမြန်မာနိုင်ငံကိုစားပြီးမဟုတ်မြန်မာနိုင်ငံသားကဖွင့်လာတာအထိုင်းမှာတရားဝင်တော့ခွင့်ပြုပေးရတယ်ထိုင်းကတရားဝင်ခွင့်ပြုပေးရတဲ့သင်တန်းကျောင်းတစ်ခုပေါ့နော်သူကအင်္ဂလိပ်စာတွေသင်ပေးတယ်ထိုင်းစာသင်ပေးတယ်ကွန်ပျူတာသင်ပေးတယ်အဲကျောင်းမှာပဲသူကဒီ one film making ခေါ်တော့ကျွန်တော်အဲ course ကိုတွားတက်တယ်တက်တော့တငယ်ချင်းတွေရတယ်အဲရမိတ်ဆွေတငယ်ချင်းတွေစုပြီးတော့ကျွန်တော် production တစ်ခုလုပ်လိုက်တယ်ကျွန်တော်လည်းကိုရည်ရွယ်ချက်ကလည်းအဲမှာမိတ်ဆွေပေါင်းတင်ရှာဖို့သွားတာဆိုတော့မိတ်ဆွေပေါင်းတင်ရတယ်ဗျအဲ့ဒါနဲ့ကျွန်တော်ဒီ production team လေးတစ်ခုလုပ်လိုက်တယ် production team လုပ်တယ်ဆိုတော့ကျွန်တော်ကဘာ plan နားလဲဆိုတော့ကျွန်တော်ကဒီမှာဒီ short film တွေရိုက်မယ်ပေါ့ကျွန်တော်ကလည်းဒီတင်တန်းကပေးတဲ့ project တစ်ခုရိုက်ပြီးသွားပြီဆိုတော့ယုံကြည်မှုကလည်းရှိနေပြီပေါ့နော်ယုံကြည်မှုလည်းရှိနေပြီတယောက်တယောက်ကလည်းဒီခင်သွားကြပြီလေခင်သွားကြပြီဒီမှာလူငယ်ပိုင်းတွေကကြတော့ပေါင်းအတင်ရတာအရင်မခတ်ဘူးဗျပွင့်လင်းလင်းပဲဘာလုပ်ချင်တယ်မင်းမှာဘာရှိတယ်ငါမှာဘာရှိတယ်မင်းဘာလုပ်တက်လဲငါဘာလုပ်တက်လဲအဲ့တော့ကျွန်တော်တို့ကတင်းတစ်ခုဖွဲ့လိုက်တယ်ခုနကဒီမြန်မာချင်းချင်းကူညီရမှာပေါ့ဆိုတဲ့ short film ရိုက်ထားတဲ့လူတွေတွေကကျွန်တော်3ယောက်ပြန်ရွေးပြီးတော့3ယောက်မှာတယောက်ကမင်းကြီးကသူကပထမသူကဥစားလုပ်တာဒီ construction လုပ်ခဲ့တဲ့လူပြောမယ်ဆိုရင်ဒီစီးပွားရေးသမားသူကဒီရိုက်ကွေးနဲ့ပတ်သက်ပြီးတော့ तू မသိဘူးဒါပေမဲ့ तू သိတာ तू ဝါသနာပါတယ် तू အင်အားစိုက်ထုတ်ပေးနိုင်တယ်ဘာလေးလိုအပ်တယ်ဆိုရင် तू ဝယ်ပေးနိုင်တယ်သူကအဲ့လိုမျိုးနောက်တစ်ယောက်ကကြတော့ထင်ကျော်လှိုင်ကမြန်မာနိုင်ငံမှာတည်းက तू ကဒီကြော်ညာတို့ဘာလို့ရိုက်ဘူးတယ်ပြီးရင် तू ကိုယ်တိုင်လည်းတေးဥဆောင်ပိုင်းလုပ်ဘူးတယ်ဒီဇညုံပိုင်းတွေလည်းရတယ်ပြောမှဆိုရင်ဒီ production နဲ့ပတ်သက်တဲ့ဟာရင်းနှီးတယ်ဗျာ production manager တွေလည်းလုပ်ဘူးတယ် तू ကသူတို့ကိုယ်တိုင်လည်းအဲ့လိုမျိုးoperation team လုပ်ခဲ့သေးတာ哦တင်တော်လိုင်းကဇညုံရေးမယ်ကျွန်တော်ကကြတော့ရိုက်ကွေးပိုင်းကိုတာဝန်ယူတယ်ဒီရိုက်ကွေးနဲ့ပတ်သက်တဲ့ဟာကျွန်တော်တာဝန်ယူတယ်ရိုက်မယ်ဘယ်လိုရိုက်မယ်ဘာလုပ်မယ်ညာလုပ်မယ်ပေါ့နော်အဲ့နဲ့ဟုတ်ပြီအဲ့ဒါကျွန်တော်တို့3ယောက်ပေါင်းပြီးတော့အဲ့မှာဇညုံကဘာလဲဆိုတော့ဇညုံကတင်တော်လိုင်းပေးတဲ့ဇညုံကဒီပါမေ့သွားဗျာသူကဒီ3မွေးဆိုင်ချစ်ဇလန်ဒီ romance လေးပဲ short film ပဲကျွန်တော်တို့ဒီပထမဆုံးကားဆိုနည်းလွယ်တဲ့ဟာရိုက်မယ်ပေါ့ဇညုံကရပြီဇညုံကိုသူကရေးတယ်ပို့တယ်ကျွန်တော်လည်းဖတ်တယ်ပြီးရင်အဲ့ချိန်မှာမင်းကြီးနဲ့ကျွန်တော်နဲ့ကြတော့ကျွန်တော်ကမင်းကြီးကျွန်တော်တို့ကဘာတွေလိုတယ်ကျွန်တော်မှာကင်မရာတစ်လုံးရှိရဗျာကင်မရာကကျွန်တော်တို့ဒီကင်မရာကဘယ်ကဝယ်တာဘယ်မှာတော့ဝယ်တာလဲဆိုတော့ကျွန်တော်ကအရင်ကဒီ MRD ဘုံမှာလှုပ်တော့ကကျွန်တော်ရုံးမှာလှုပ်တော့ကချင်းငွေထုတ်လို့ရတယ်ချင်းငွေကျွတ်တင်ငွေပေါ့လမကုန်ခင်မှာကျွန်တော်လစာကိုကြိုထုတ်လို့ရတယ်ကျွန်တော်လစာရဲ့90%ကိုကြိုထုတ်လို့ရတယ်တစ်ဝက်လာတစ်ဝက်မှာအဲ့တော့ကျွန်တော်တို့ဒီအဆင်ပြေအောင်လို့ရုံးမကနေလုပ်ပေးရတာကျွန်တော်ကအဲ့ဒါကကြိုတင်ငွေထုတ်တာပြီးရင်ချင်းငွေဆိုတာကကျွန်တော်လစာရဲ့3ဆဥပမာခင်ဗျာ2သိန်းရတယ်ဆိုရင်ခင်ဗျာ6သိန်းထုတ်လို့ရမယ်6သိန်းချီးလို့ရမယ်အတိုးနဲတယ်အတိုးတော့မပေးအောင်လည်းတူပါတယ်ဒီရုံးကပြန်ပြီးချီးပေးတာဝန်ထမ်းတွေအဆင်ပြေအောင်ဆိုပြီးတော့ကျွန်တော်အဲ့ချိန်ကဝယ်ထားတဲ့ဥစားရှိရဲ့ကန်တော့အဲ့တော့Kit 7စာပြီးပေါ်ကစားဒီ Nikon တို့ဘာလို့ဆိုရင်ဒီကင်မရာကဟိုဥစား Wi-Fi တွေပါနေပြီအဲ့တုန်းက2000နဲ့ဘယ်လောက်ရှိမလဲဒီစီဂိမ်းပြီးလောက်နေမှာပေါ့2013မှာမြန်မာနိုင်ငံမှာစီဂိမ်းလုပ်ခဲ့သေးတယ်လေစီဂိမ်းပြီးမှာပဲနဲ့တူပါတယ်ကျွန်တော်အဲ့မှာကင်မရာဝယ်တယ်ကျွန်တော်အဲ့ချိန်မှာကျွန်တော်ရဲ့ department က audio ကျွန်တော်က sound engineer ဒါပေမဲ့ကျွန်တော်စိတ်ဝင်စားတာဒီဘက်ကအယုတ်ကျွန်တော်အဲ့မှာဓာတ်ပုံရိုက်တယ်ကိုယ့်ကိုဒီရုံးကချင်းငွေထုတ်ပြီးတော့ကင်မရာဝယ်ပြီးတော့ဓာတ်ပုံရိုက်တယ်အပြင်မှာဒီမင်္ဂလာဆောင်တို့တငယ်ချင်းတို့ဘာလို့လကားလိုက်ရိုက်ပြီးရင်နဲ့နေပြီးတော့ရက်ွက်ထဲမှာဆိုရင်လည်းဗျာသိမလားရက်ွက်ထဲကမင်္ဂလာဆောင်ဆိုလည်းကြိတ်လိုက်တာပဲနည်းနည်းပတ်စံပြောမှဒီဘော်ဒါကြီးနဲ့ပေါ့အဲ့လိုမျိုးရိုက်ရင်နဲ့သူကင်မရာဘာညာမဟုတ်ဗျာရိုက်ရင်နဲ့အရင်ကကြေတယ်ဆိုတာကျွန်တော်ဒီချီးငွေထုတ်ထားတဲ့ပတ်စံနဲ့ပြန်ပြီးကြေသွားတာကိုပြောတာကိုရိုက်လို့ရတဲ့ပတ်စံစုတော့မစုတာပါဘူးကျွန်တော်က3ပြစ်တာတောက်စားပြစ်တာကိုကျွန်တော်အဲ့တော့ပျော်နေရလေထားပါတော့အဲ့ဒါနဲ့ကျွန်တော်မှအဲ့ကင်မရာရှိတယ်
ကျွန်တော်အဲ့ကင်မရာရှိတယ်ပြီးရင်ကျွန်တော်တို့ဒီ recording တော့ကဘာတွေလိုမလဲဒီ recorder လိုမယ် boom mic လိုမယ်ဆိုတဲ့ဟာတွေကျွန်တော်လိုအပ်တဲ့ပစ္စည်းလေးတွေကိုပြောပြရတယ်မင်းကြီးကဝယ်ပေးတယ်မင်းကြီးကအဲ့လိုအပ်တဲ့ပစ္စည်းကိုဝယ်ပေးမယ်သူကပြီးရင်ကျွန်တော်ဒီကုန်ကြစိတ်ဒီ short film တကားရိုက်မယ်ဆိုရင်ကျွန်တော် budget ဘယ်လောက်ကုန်မလဲကျွန်တော်အနည်းဆုံး budget ဘယ်လောက်နဲ့ရိုက်လို့ရမလဲအဲ့ဒါကိုတွက်တယ်ဘာလို့ဆိုကျွန်တော်ကဒီပထမမြန်မာချင်းချင်းကူညီရမှာပေါ့ဆိုတော့ short film ရိုက်ထားတော့က0 budget နဲ့ရိုက်ထားတာဗျာ0 budget နဲ့ရိုက်ထားတာဆိုတော့ကျွန်တော်ကကိုဒီတင်နန်းသားတွေပဲတရုပ်ဆောင်လိုက်တယ်တင်နန်းသားတွေပဲရိုက်တယ်ရိုက်ကူးရတယ်အတစ်ကလည်းကိုယ့်အကိုပဲလောက်ကြတာဆိုတော့ကျွန်တော်ကမကုန်ပြောမှဒါ0 budget လို့ပြောလို့ရတယ်ဒီရိုက်ကူးပစ္စည်းလည်းမငှားရဘူးလေဖုန်းနဲ့ပဲရိုက်တာဆိုတော့ဒီတစ်ခါဟုတ်ပြီဒီဘက်မှာကျတော့ကျွန်တော်ကဘာဖြစ်လို့ short film ရိုက်ဖို့တော့ရွေးလိုက်တာလဲဆိုတော့ကျွန်တော်ဒီအခုခက်ကတော်တော်များ content တွေ create လုပ်နေကြပြီလေ content creator တွေကအများကြီးပဲ blog တွေရိုက်ကြတယ်တင်မလားဒီ hint chat တဲ့ blog တွေခီးသွားတဲ့ blog တွေအစုံပြ content များဘာပဲဖြစ်ဖြစ် content လုပ်နေတဲ့ခေတ်မှာဆိုတော့ဟုတ်ပြီငါတို့ကတော့ငါတို့လည်း content လုပ်မယ်ဒါပေမဲ့နည်းနည်းလေးပို့ပြီးတော့ vlog vlog ဆိုရင်လွယ်တယ်ပေါ့နော် vlog ဆိုရင်လွယ်ဒါပေမဲ့ဟိုကဒီ3ယောက်ပေါင်းလိုက်ပြီဆိုမှတော့ငါတို့ကဒီ production တစ်ခုလုပ်တင်တယ်နည်းနည်းပိုကြီးအောင်vlog ဆိုတာကငါတို့ရိုက်ကူးရေးကိုသွားနေတယ်နဲ့ရိုက်တဲ့ဟာလေဒါ vlog ဖြစ်သွားမှာဟိုကောင်ကကြတော့တကယ်ကို script တွေပိုင်းနဲ့တခြားရိုက်တာကြတော့ short film လေးတွေကပြီးရင်ဗျာဒီမှာအခုက Facebook မှာဇလန်တူလေးတွေကလူတိုင်းကြည့်နေတာဒါလေးတွေကောင်းကောင်းလုပ်တယ်ဆိုရင်ငါတို့အဆင်ပြေနိုင်တယ်ဆိုတော့ရည်ရွယ်ချက်နဲ့ကျွန်တော်တို့ကအဲ့မှာတခြား plan ဆွဲပြီးတော့ကျွန်တော်တို့ဥစားတော်ခေါ်လိုက်ပြီဇက်ကလည်းဒီထင်ကျော်လိုက်ရေးပေးတဲ့ဇက်ကိုနောက်ဆုံးမှာကျွန်တော်သဘောကျသွားပြီကျွန်တော်အဲ့မှာမင်းကြီးရဲ့အခန်းမှာ meeting လုပ်တာပေါ့နော်အခန်းမှာ meeting လုပ်တယ်ဆိုတာဒီကျွန်တော်တို့တွေ့ပြီးရရင်ဘာတွေလုပ်မယ်ဘာတွေရိုက်မယ်ဇက်ပြီးရင်ဒီဟိုစား audition အတွက်ကြတော့ဒီတရုပ်ဆောင်အတွက် casting ခေါ်ဖို့ပိုင်းကြတော့ကျွန်တော်ကဒီထင်ကျော်လိုင်းအားကိုးရတယ်သူကအဲ့ပိုင်းတွေကျွမ်းနေတာအားမှာသူစီမှာဒီသူက post တင်လိုက်တယ်လာပြီးတော့ကျွန်တော်တို့စီကိုဒီရှောက်လာလေးရောက်လာတယ် email တွေရောက်လာတယ် CV တွေရောက်လာကျွန်တော်အဲ့ဒါဖတ်နေပြီကျွန်တော်လူခေါ်တော့မယ်ကျွန်တော်ဒီစိတ်ထဲမှာလည်းရွေးပြီးသားလူတွေရရှိပြီးသွားပြီဗျာကျွန်တော်ဒီလူတွေမခေါ်ခင်မှာတည်းကကျွန်တော် CV ကိုဖတ်ပြီးတဲ့ဒီလူတွေကတော့တင့်တော်တယ်ဒီဇက်နဲ့ဆိုပြီးတော့ကျွန်တော်ကြိုလဲရွေးပြီးသားပြီအဲ့မှာကျွန်တော် location ရှာနေပြီဘယ်နေရာမှာရိုက်မလဲဘန်ကောက်မှာကျတော့အဲ့တော့ဘန်ကောက်ကိုရောက်တာကပြောရမယ်ဆိုရင်နှစ်မပြည့်သေးဘူးဗျာတစ်နှစ်မပြည့်သေးဘူးအဲ့တော့ဒီတိတ်ပြီးတော့မကျွမ်းကျင်သေးဘူးဆိုတာအခုလည်းကျွမ်းကျင်နေတာမဟုတ်ဘူးဒီအသိမိတ်ဆွေတိတ်မရှိသေးဘူးဘယ်နားလေးမှာဘာတွေရှိနိုင်လောက်တယ်ဆိုတဲ့ဟာမျိုးကိုခံမှန်းလို့မရနိုင်သေးဘူးဗျာကျွန်တော်သိတာဆိုတော့ဒီအထင်ကြီးနေရာတွေလောက်ပဲသိတယ်ဥပမာလုံနီပန်းညံတို့ဘာတို့ညဖျားတို့ဘာလို့လောက်ပဲသိတယ်ဒါပေမဲ့အဲ့လိုမျိုးရန်ကုန်မှာလိုမျိုး shooting အိမ်ရှာရတာတို့ဘာလို့သိမလားဒီရန်ကုန်မှာဆိုပြခင်ဗျာရုပ်ရှင်ရိုက်ချင်တယ်ဒီစစ်ကားတွေပဲရိုက်ချင်တယ်ဆိုရင်တန်လျင်ကိုသွားလိုက်စစ်စီးတော့ကိုသွားလိုက်အမှကြိုက်တာရိုက်လို့ရတယ်ရွာကားရိုက်လို့ရတယ်တောကားရိုက်လို့ရတယ်စစ်ကားရိုက်လို့ရတယ်ကြိုက်တာရိုက်လို့ရတယ်အဲ့လိုမျိုးနေရာတွေရှိတာ哦အဲ့တော့ဘန်ကောက်မှာကျတော့ကျွန်တော်မသိသေးတော့ location ရွေးနေတော့မယ်ရှာနေတော့မယ်အဲ့ချိန်မှာကျွန်တော်ကခုနချင်းမိုင်ကိုသွားဖို့ဖြစ်လာတယ်ချင်းမိုင်ကိုသွားဖို့ဖြစ်လာတယ်ဆိုတော့ကျွန်တော်တို့ကိုလည်းပြန်ပြီးတိုင်ဝင်ရတယ်ဒီချင်းမိုင်ကိုသွားဖို့ဖြစ်လာတယ်ဆိုတာချင်းမိုင်မှာကဒီမှာဘန်ကောက်မှာနေပြီးတော့ကျွန်တော်ခုန3ယောက်စုပြီးတော့လုံမယ်ဆိုတဲ့ဟာရဲ့မတိုင်ခင်မှာတည်းကကျွန်တော်မှာချင်းမိုင်ကိုဆရာကတင်ထဲမှာတည်းဆရာခေါ်ရဲဆိုရင်ကျွန်တော်သွားဖို့ရှိရဆိုတဲ့အကြောင်းသူတို့ပြောပြလာပြီးသားဘာဖြစ်လဲဆိုတော့ဟိုဘက်မှာကပို့ပြီးတော့အဲ့တုန်းအချိန်နေအဲ့ဆိုရင်စဉ်းစားကြည့်ရင်ဗျာဝက်မှာပို့ပြီးတော့ဖြစ်နိုင်ခြေရှိတယ်ဘာလို့ဆိုတော့ကျွန်တော်ခေါ်တဲ့လူကလက်ရှိမှာအရင်ကဒါရီတာလောက်ခဲ့ပြီးသားလို့ပြောမှဆိုသူ့မှာကအဆက်အသွယ်ရှိတယ်ပြောမှဆိုဒါလမ်းကြောင်းပေါ်ချက်ချင်းရောက်မှာဗျာလမ်းကြောင်းပေါ်ချက်ချင်းရောက်မှာကျွန်တော်တွေးရတာဒီဒါရီတာတယောက်နဲ့နောက်ကနေလိုက်ပြီးတော့နေပြီးတော့သူ့စီမှာစားပြီးတော့သူ့စီမှာတပည့်ခံရတယ်ဆိုတာကဒါကကောင်းတော့ပဲလေကောင်းတော့လက္ခဏာပဲဆိုတော့အဲ့တော့ကိုယ့်အနေနဲ့ကိုဒီမှာစန်တိုဝါဝါနဲ့အခုမှစပြီးတော့ရိုက်မဲ့ဟာနဲ့စာရင်ဟိုဘက်ကပို့ပြီးတော့မြန်မယ်ပေါ့ဆိုတော့ကျွန်တော်ကလည်းအဲ့လိုပြောတော့သူတို့ကလက်ခံတယ်ရတယ်ဟိုဒါကကိုကပို့ပြီးရေးကြီးတဲ့ဟာကိုရွေးချယ်ရမယ်ဆိုတာမျိုးသူတို့ကလက်ခံပေးတယ်ဗျာအဲ့ဒါနဲ့ကျွန်တော်ကနေပြီးတော့ဟုတ်ပြီဒီဘက်မှာလောက်ထားတဲ့အလုပ်တွေအကုန်လုံးရက်လိုက်တယ်ပြောမှဆိုကျွန်တော်ဒီ origin ခေါ်ဖို့ကိစ္စတွေကိုပါရက်လိုက်တယ်ကျွန်တော်လူတွေ့ပြီးတော့ကျွန်တော်ဆွေးနွေးဖို့ပဲရှိရတာ casting တော့ကဒီပြန်ရွေးပြီးသွားပြီဘယ်သူပဲအတားဘယ်သူသုံးမယ်ဘာသုံးမယ်ဆိုကျွန်တော်ရွေးပြီးသွားပြီ
ဒါပေမဲ့လောလောဆယ်မှာဟိုဘက်က offer ရလာတော့ကျွန်တော်ချင်းမိုင်ကိုသွားမယ်ချင်းမိုင်မှာသွားမယ်ချင်းမိုင်မှာသူနဲ့လုံမယ်ပြီးရင်ဒီဘက်ကလည်းဒါပြန်လာရင်ဆက်ရိုက်မယ်ဗျာဒါဒီဘက်ကကိုယ့်ရဲ့စိတ်ထဲအတွေးပေါ့ဒါပေမဲ့အဲ့ချိန်မှာတည်းကဟိုယုံကြည်မှုကတော့ပြတ်သွားပြီဗျာဘယ်လိုပြောမလဲကျွန်တော်ကဒီမှာအလုပ်တစ်ခုကစနေပြီပြီးကြမှာကျွန်တော်ရုပ်တရက်ကြီးဘက်ကိုထွက်သွားတယ်ဆိုတာဒါပေမဲ့အဲ့ချိန်မှာကျွန်တော်ဘက်ကအတ္တကြီးရလားဗလားဆိုတော့ကိုယ့်အကိုပဲဘယ်လိုပြောရမလဲဘယ်သူမှတော့ကိုမကောင်းဖြစ်မဲ့လမ်းကိုရွေးတဲ့လူမရှိဘူးဗျာကိုယ့်ကိုအကောင်းဆုံးဖြစ်မဲ့လို့ထင်ပြီးရွေးချယ်ပြီးလုပ်ကြတဲ့လူတွေများပါတယ်ဒါကတော့ပို့ပြီးအဆင်ပြေလောက်မယ်ဆိုပြီးတော့ကျွန်တော်ကိုယ်တိုင်ကလည်းဒီဘက်မှာစပြီးပြောရတာရှိတာ哦အဲ့ဒါထားပါတော့ကျွန်တော်ဒီဘက်ကကျွန်တော်ရဲ့ဒီ production ကိုထားခဲ့ပြီးတော့ကျွန်တော်ကချင်းမိုင်ကိုလိုက်သွားတယ်ချင်းမိုင်ကိုလိုက်သွားပြီးတော့ဟုတ်ပြီချင်းမိုင်မှာရိုက်မယ်ဆိုပြီးတော့လိုက်သွားတယ်အဲ့လိုနဲ့ကျွန်တော်ချင်းမိုင်ကိုရောက်သွားတော့ချင်းမိုင်ရောက်သွားတော့စောစာချင်းမှာခုနပြောသလိုပဲအဆင်ပြေတယ်ဗျာဒီ AC ပဲဒီချင်းမိုင်မှာသွားတယ်လမ်းလျှောက်တယ်ဘာတွေရိုက်မလဲကျွန်တော်စီစဉ်ထားတာဘာကျွန်တော်ရိုက်ဖို့စီစဉ်ထားတဲ့ဟာကချင်းမိုင်မှာရှိတဲ့ဒီကျွန်တော် documentary တစ်ခုရိုက်မယ် documentary တစ်ခုကဘာလဲဆိုတော့ဒီချင်းမိုင်မှာအရင်တုန်းကဒီမြန်မာမှုလက်ရာတွေပတ်မှုထားတဲ့ဖျားစီတွေရှိတယ်အဲ့အကြောင်းတွေကိုရိုက်မယ်အဲ့ဟိုအရင်တုန်းကလူမျိုးတွေဒီမြန်မာကဒီဘက်ကကျူးကျော်စစ်လုပ်ခဲ့တော့အကြောင်းတွေအဲ့တော့တည်ခဲ့တဲ့ဖျားတွေအဲ့တော့ရှမ်းရွာတွေအဲ့လိုမျိုးအကြောင်း documentary ပုံစံမျိုးရိုက်ဖို့ဆိုပြီးတော့ကျွန်တော်ရှေးအောင်သူတေသနဌာနတယောက်နဲ့ချိန်ထားပြီးသားရှိတယ်ကျွန်တော်အဲ့ဒါလိုက်ကြည့်နေပြီပြီးရင်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်ဘယ်သူနဲ့မိတ်ဆက်ပေးလဲဆိုတော့ဒီ Granny ဘက်ကဒီတင်းတစ်ခုနဲ့မိတ်ဆက်ပေးတယ် Granny ဘက်ကတင်းတစ်ခုနဲ့မိတ်ဆက်ပေးတဲ့အချိန်မှာတော့ကျွန်တော်တို့ဒါသမီးတို့ရိုက်ပေးမဲ့ director ပဲဆိုပြီးတော့ကျွန်တော်အဲ့လိုမျိုးမိတ်ဆက်ပေးတာသူတို့ကဥစားသူတို့စကားကချင်းမိုင်မှာပြနေပြီဗျာချင်းမိုင်မှာကတော်လိုင်းရေးစကားတော်တော်များပြရတယ်လေအဲ့လိုမျိုးကျွန်တော်တို့အဲ့မှာရိုက်ကူးရေးအတွက်တော်တော်ကိုအဆင်ပြေအောင်ပေါ့နော်ဒီလောက်ရမယ့်ဟာတွေပေါ့နော်ကိုကလည်းကိုယ့်ဘက်မှာပြင်ဆင်ရရှိတာတွေပေါ့နော်ပြင်ဆင်ပြီးတော့လုံးဝအာဂျူမန်တက်နဲ့လုံးဝချီတက်သွားတာချင်းမိုင်အောင်လုံးဝပြောရမယ်ဆိုရင်ခွန်အားအပြည့်နဲ့ပေါ့ဟုတ်ကဲ့ဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်နောက်ပိုင်းနေမှာမှကျွန်တော်ဒီချင်းမိုင်လမ်းဖုံးမှာကျွန်တော်သွားပြီးတော့ project ဘယ်လိုလုပ်လဲဆိုတဲ့ဟာလေးကို sharing လုပ်ပေးပါမယ်ကျေးဇူးတင်ပါတယ်အိမ်ကနေထွက်သွားတဲ့လူတိုင်းရဲ့စိတ်ထဲမှာအိမ်မက်တစ်ခုပဲရှိတယ်တချို့ကမိသားစုအတွက်တချို့ကအနာဂတ်အတွက်ဒါမဲ့နှစ်တွေကြာလာတဲ့အခါမှာအဲ့ဒီအိမ်မက်ကအများနဲ့ထပ်တူမကြတော့ပါဘူးဟုတ်ကဲ့ဒါတော့အရှိမြေချစကားတည်းများပါမိတ်ဆွေတို့လည်းမိတ်ဆွေရဲ့ခံစားချက်တွေကိုပြန်လဲဝေမျှပေးခြင်းနဲ့ဆိုရင်ကျွန်တော်တို့တိုက်ရိုက်ဆက်သွယ်လို့ရပါတယ်ဗျာကျွန်တော်ရဲထွန်းညောပါနားဆင်ပေးကြတဲ့အရောက်စီတိုင်းကိုကျေးဇူးတင်ရှိပါတယ်ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ